အခန်းက1812ခုနှစ်ဇွန်လ14ရက်ရွတ်တိုင်ထိတ်မျောစင်မှကင်းသမားဤအော်တန်ကိုစကြကြချင်းဘာအိုနေတာမှမသိရဒီခရီးကိုမကြာခဏသွားဖို့သူများကတဆင့်ပြောမှသူ့အော်တန်ကိုနားလည်ရသည်ကန်းချေမြင်ရပြီကန်းချေမြင်ရပြီအဆက်မပြတ်အော်နေသောအတန်ကြားမှာသင်္ဘောတစ်စင်းလုံးလှုပ်လှုပ်ရရဖြစ်လာကြသည်ကင်းမျောစင်မှကင်းဆောင်ကမှန်ပြောင်းဖြင့်ကြည်နေလို့သာမြင်ရတာမို့ကြံလူများကသူပြောသည့်ကန်းချေကိုမမြင်ရသည်အားလုံးကသူ့မှန်ပြောင်းချိန်ရွယ်ရာအရက်ကိုသာမှန်းမျှော်ကြည့်ရှုနေကြရသည်သူမယူဆောင်လာခဲ့သောညှက်နှကောင်ထည့်ထားသောလောင်ကြိုက်နှင့်လိပ်ပြငယ်တစ်ကောင်ထည့်ထားသောပလင်းလေးကိုကိုင်ရင်အသက်22နှစ်အရွယ်မိန်းကလေးတစ်ယောက်သင်္ဘောပေါ်တွင်လူးလာလျှောက်နေသည်အထုပ်ပိုးတွေပဲပြင်ရမလို့ထိုင်ပဲနေရအောင်မလို့လို့နှင့်ဘာလို့ရမှမသိဖြစ်နေကြသောလူငယ်တဒနာပြုเสียစုံတွဲပင်ဖြစ်သည်ဘသူတွေလာကြိုမှလဲဘလို့ပုံစံမျိုးနဲ့ကြိုကြမှလဲဘလို့လူတွေနဲ့ဘလို့မြင်ကွင်းမျိုးတွေတွေ့ရမှလဲသူမစိတ်စောတွေးစမိနေသည်သူမ၏အနက်အာယုံထဲတွင်ဆေလမ်ရှိစိတ်ကမ်းမာရခဲ့ဖူးသောဟင်းခတ်အမွှေးကြံရနက်များထက်ပိုပြင်းသောရနက်များရရှိနေသလိုထင်မိသည်သို့တော်ကန်းချင်နှင့်များစွာကွာဝေးနေသေးတာကိုလည်းသိနေသည်လူတွေသွေးအေးသွားပြီးတည်ငြိမ်စပြုလာသည်မြင်ကွင်းထဲမှကန်းချေသည်လည်းတဖြည်းဖြည်းရုပ်လုံးပေါ်လာနေတော့သည်ဒီတစ်ခါဖက်လက်ဆစာအုပ်တအုပ်မှပြန်လဲအာယုံဝင်စားနေပြန်သောမောင်ကိုသတိထားမိပြန်သည်သတိထားမိပြန်တော့လေသူနှင့်သူမအတွက်နောက်ထပ်အသစ်ဖြစ်စပြုနေပြီဖြစ်သောပြဿနာတရက်ကခေါင်းထဲရောက်လာပြန်သည်ခရီးစဉ်တစ်လျှောက်လုံးမောင်အသေးတန်ရှာဖွေလာသောပြဿနာစကလုံးဟုတ်သည်ပြဿနာစကလုံးဘပ်တဇန်တဲ့လေမောင်တယောက်ဆရာကြီးဝီလျံကယ်ရီတို့နှင့်စကားပြောဖို့ဆွေးနွေးငင်းခုန်ဖို့ရှာဖွေနေသောစကလုံးသည်ခရီးစဉ်တစ်လျှောက်လင်မယားကြားစကားနိုင်လူစရာစကားဖြစ်လာခဲ့သည်မူလက congregational ဖက်မှနေ၍ခုခံဖို့ပြင်ဆင်နေခဲ့သောမောင်သည်သူ့လေ့လာချက်များတွင်တွေ့ရှိရသောအထောက်ထားများရာနှစ်ချင်းတို့၏အယူဆကိုပို၍လက်တွေ့ကြသည်ဟုခံစားလာနေရရှာသည်အထောက်ထားခိုင်လုံလာပြီးဖြစ်သောမောင်ယူဆတို့ကိုခြေပသူနေရာမှနေ၍စကနိုင်လူပြောရသည့်အန်းတယောက်အတွက်လွယ်ကူမနေခဲ့ပါမောင်တို့ကဘပ်တဇံပေးရမှာဖြန်းချင်းလောင်းချင်းနှစ်ချင်းသုံးမျိုးလုံးသုံးတယ်နော်ဂရိလိုလေးလာကြည်လို့ရသမျှအားလုံးမှာဘပ်တဇမ်ဆိုတဲ့စကားကတခုလုံးကိုအပြည့်အဝနှစ်မြုပ်ခြင်းတဲ့အချစ်ရဲ့တစိမ့်တစ်ပိုင်းတောင်မဟုတ်ဘူးမောင်ကိုယ်တိုင်လည်းသူ့စကားအတွက်ညင်းညင်းညူညူဖြစ်နေသည်ကလေးသူငယ်ဘပ်တဇမ်အတွက်ယုံကြည်ခြင်းဆိုင်ရာအယူဆတွေနောက်လိုက်ရင်းကပင်ကျင့်သုံးမှုပြဿနာကိုမောင်ရှာတွေ့လာပြန်ပြီဖြစ်သည်ပြီးတော့နှစ်ချင်းမင်္ဂလာရဲ့ပုံဆောင်ခြင်းကဆေးကြောခြင်းမဟုတ်ဘူးအသေးခံခြင်းမြုပ်နှံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်တာလို့ဖော်ပြထားတယ်မောင်ကိုယ်တိုင်လည်းအပြစ်မှဆေးကြောခြင်းလို့သဘောရတဲ့နှစ်ချင်းဆရာယောဟန်ရဲ့ဘပ်တဇံနဲ့သခင်ယေရှုနိဂေါဒင်ကိုပြောခဲ့တဲ့တန်ရှင်းသောဝိညာဉ်တော်၌ဒုတိယမွေးခြင်းဘပ်တဇံအနှစ်သာရမတူဘူးလို့ယုံကြည်တယ်သူဆက်မပြောပေမဲ့နှစ်ချင်းဆိုသည့်အတိုင်းနှစ်ချင်းတစ်မျိုးတည်းကိုသာအဓိကကျင့်သုံးသောနှစ်ချင်းတို့၏အလေးထားကိုပိုသဘောကျတရားခံစားနေရပုံတွေ့ရသည်ဒုတိယမွေးချင်းကိုတိကျစွာပုံဆောင်သောနှစ်ချင်းကိုပေးသည့်ဘပ်တဇံမင်္ဂလာဝတ်ကိုမောင်သဘောကျနေပြီထင်သည်ဟေပြဲဘာသာနှင့်ထပ်ပြီးလေးလာခြင်းသေးတယ်ခုလောလောဆယ်တော့စောက်တွေမရှိဘူးဒါပေမဲ့အဲ့ဒီခေတ်ကဂရိဘာသာစကားရဲ့ဟေပြဲဘာသာစကားရဲ့ယောမဘာသာစကားရဲ့သုံးမျိုးလုံးကိုသုံးနေကြတဲ့ပါလက်စတိုင်းဒေသရဲ့အကြောင်းအရာတွေဖြစ်တဲ့အပြင်စာပေယဉ်ကျေးမှုပိုမြင့်တာကဂရိဘာသာဆိုတော့ဂရိအတိတ်ပဲသိရတာနဲ့တင်အဖြေကရှင်းသလောက်ရှိနေပြီမောင်ပုံကအဖြေကိုသိနေပေမဲ့ထုတ်ပြောဖို့ခက်နေတယ်လို့စိတ်ဓာတ်တို့ကြဆင်းနေတယ်လို့အိုးမောင်ဘာသာဘာကြီးပဲဖြစ်ဖြစ်ကျမတို့က congregational အသင်းသားပဲမောင်ပြီးတော့မောင်ကိုဒီခီးစေလွတ်တာက congregational အသင်းတော်ဆိုတာမောင်မမေ့နဲ့အောင်တကယ်လို့မောင်ယုံကြည်ချက်ပြောင်းပြီဆိုရင်ဟိုမှာမြင်နေရတဲ့ကမ်းပေါ်ကိုမစင်းပဲအမေရိကကိုပြန်ဖို့ပဲရှိတယ်မောင်ဒီတခါတော့သူမစကားကပြင်းထန်နေပေလိမ့်မည်မောင်ဒီခေါင်းငိုက်ဆိုင်ကြလျက်အနာဂတ်မရှိသူလို့စကားပင်ပြန်မပြောနိုင်ဒီတော့လေသူမပင်မောင်ကိုနှစ်သိမ့်ရတော့သည်မောင်လက်တုပ်ကိုစုပ်ယူဆွဲကန်ရင်
ကျမတို့မှာအချိန်ရှိပါသေးတယ်မောင်မှာရှိတဲ့စာအုပ်တွေနဲ့မလုံလောက်သေးရင်ဆက်ပြီးရှာပါအောင်မောင်နဲ့အတူလာခဲ့ကြတဲ့သူတွေနဲ့လည်းဆွေးနွေးကြည့်ပါအောင်တကယ်တော့ဒီသာသနာပြုခီးဆိုတာမောင်ကိုယ်တိုင်အစီအစဉ်ဆွဲအသင်းတော်မှာတင်ပြပြီးလိုတဲ့ထောက်ပံ့မှုတွေပါကိုယ်တိုင်ရှာဖွေလုပ်ကင်ခဲ့ရတာဆိုတော့မောင်ဘယ်လိုခံစားနေရမယ်ဆိုတော့ကျမသိပါတယ်ဘယ်အဖွဲ့အစည်းအတွက်ပဲပြောမောင်ပြောမှာကဲတင်ချင်းသတင်းကောင်းပဲသခင်ယေရှုရဲ့ကဲတင်ချင်းကြောင်းပဲသူမအားပေးစကားပြောတော့လေမောင်ကတော့ခေါင်းငိုက်ဆိုင်ပင်ပြီးတော့လေနှစ်ချင်းဖြစ်ဖြစ် congregation နဲ့ဖြစ်အားလုံးကဖျားသခင်အမှုတော်အတွက်ကဲတင်ချင်းသတင်းကောင်းအတွက်လှုပ်နေတာပဲမောင်ကျမတို့စီမှာလည်းဘပ်တိဇံကို၃မျိုးလုံးသုံးတာပဲလေမောင်ကြိုက်ရာကိုပဲရွေးသုံးလို့ရတာပဲထပ်ပြီးပြောတော့သူမဤစကားကမောင်ကိုအားတက်စီပုံရသည်အနှစ်ဖြစ်သောယုံကြည်မှုမပြောင်းသေးသည်၍အကာဖြစ်သောကျင့်သုံးမှုနောက်ကိုလိုက်ပြီးမောင်ကိုမစင်စားစေလို့တုတ်တော်ဒီစကားကပင်လင်မောင်အတွက်အဖြစ်ဖြစ်ခဲ့စေသလားသူမမသိမောင်ဒီတိကျသောအရာတို့ကိုသာယုံကြည်လိုသူလေမောင်ထပ်ပြီးတွေးရှိမဲ့အရာတွေအထောက်ထားတွေဟာဖျားသခင်အလိုတော်ရှိတဲ့အရာတွေဖြစ်ဖို့ကျမဆုတောင်းပါတယ်မောင်ရဲ့တဒနာပြုခီးစဉ်အတွက်ဖျားသခင်ကိုယ်တော်တိုင်ပြင်ဆင်ပေးမှာပါတုတ်တိုင်းသူမဤအားပေးစကားရှိကြောင်းမောင်မျက်နာမှာတက်တာမှုအနှင်းငယ်ရှိလာသလိုတွေ့ရသည်ပြီးတော့မောင်ရဲ့အထောက်မှဖြစ်ရမယ်ကျမကလည်းမောင်ရှာဖွေနေတဲ့အရာတွေကိုမောင်အမြင်တစ်ခုတည်းမဖြစ်စေဖို့အခြားမြင်တစ်ခုရှုထောင့်တစ်ခုများရှိနိုင်မလားလို့ကူပြီးရှာဖွေပေးပါမယ်မောင်အားပြက်ပြိုလဲလူမောင်အတွက်အစောပိုင်းတွေမှာသူမပြောခဲ့သောညင်းဆန်ကန့်ကွက်စကားများကထိရှပြိုကွဲစေခဲ့သလိုယခုအားပေးစကားကလည်းအတော်လေးအရာရောက်တာကိုသူမတွေးလိုက်ရပါသည်ဘာပဲပြောသူမသည်မောင်နှင့်အတူရက်တီရမည်မောင်ဇနီးသာမဟုတ်ပါလားချစ်ရတဲ့မအဘိဂဲရေကဘာတဝက်ချားနေပြီဖြစ်တဲ့အရှေ့တိုင်းနိုင်ငံကမ်းခြေကနေညီမလေးနှုတ်ခွန်းဆက်လိုက်ရပါတယ်112ရက်ကြာရွံ့လွတ်ခရီးကတော့မြေစီဩဇာပြည့်စုံတဲ့ကမ်းရိုးတန်းတို့ရှိရာအိန္ဒိယကမ်းခြေမှာအဆုံးသတ်ခဲ့ပါပြီ။ကြည်နူးစရာကောင်းတဲ့ခီးဆုံးဖြစ်လို့ဖျားသခင်ကိုချီးမွမ်းမိပါတယ်။စိတ်ကူးရင်ထားသလိုမျိုးလေထုထဲမှာဟင်းခတ်မွေးကြိုင်အနံ့တွေရှိမနေပါဘူး။ညီမတို့ကတော့ကုန်းပေါ်တက်ဖို့ခွင့်ပြုချက်မရကြသေးလို့သင်္ဘောပေါ်မှာပဲဆက်နေရပါတယ်။အိန္ဒိယနိုင်ငံသားဆိုလို့ညီမတို့ကယ်ရဗင်ကိုစိတ်ကန်းအထိရေချောင်းလမ်းပြပေးမဲ့ရေချောင်းအရာရှိနဲ့သူ့တပည့်2ယောက်ကိုတွေ့ဖူးလိုက်ပါပြီ။ညီမစိတ်ကူးထဲကအတိုင်းအတိအကျမဟုတ်ပေမဲ့စာအုပ်တွေထဲကဖတ်ဖူးခဲ့တဲ့အတိုင်းအသားရည်ရှိပြီးနေထိုင်ပုံကလည်းစာထဲကအတိုင်းပါပဲမရေကယ်ရဗန်မှာပါလာတဲ့ရိတ်ခါလဲကုန်ပြီဆိုတော့ဒီစိတ်ကန်းကရတဲ့အစားအသောက်လက်ဆက်တွေစားခွင့်ရနေပါပြီစားဖူးတဲ့အထဲမှာထူးဆန်းတဲ့အသီးတစ်ခုကတော့ဘနာနာလို့ခေါ်တဲ့ငပြောသီးပဲမရေနူးညံ့ချိုမြိန်ပြီးသူ့ရတာကတစ်တော်သီးနဲ့ဆင်တယ်လို့ညီမကတော့ထင်တယ်တစ်တော်သီးလို့မာကျုံးမနေပေမဲ့သူ့ရတာကကောင်းလွန်းတယ်နူးညံ့တော့ခရီးဝေးတယ်လို့မရဘူးထင်ပါရဲ့ဒီမနေ့တော့အဒိုနီရမ်နဲ့ဆီမီယယ်တို့ကမ်းပေါ်တက်ပြီးနေထိုင်ခွင့်သွားယူကြတယ်သူတို့ပြန်လာရင်ဘာတွေတိလာရမလဲမသိပါဘူးဒီမှာခရီးဆုံးပြီးတရင်ကောင်းပြောခွင့်ရမှာလားပီနန်တော့မဟုတ်မြန်မာဖက်ကိုဆက်သွားရမလားဆိုတာဖျားသခင်ဆက်ပြီးလမ်းပြပို့ဆောင်တော်မူပါလိမ့်မည်ချစ်တော်အန်သူမအိန္ဒိယကမ်းခြေသို့တဲရောက်ခွင့်ရချိန်မှာအလွမ်းများစွာနှင့်ရေးဖွဲ့သောဒီစာကလေးသည်သူမ၏မွေးရမြေသို့ခရီးပြုနေမည်ဖြစ်ပါတော့သည်